္ဂလာပါကျွန်တော်ရဲ့ Humanity Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အမှန်ကန်ငွေထုတ်လို့ရတဲ့မီနီလေးနှစ်ခုကိုကျွန်တော်မိတ်ဆက်ပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးတွေကိုကျွန်တော် link ဝင်လေးကိုစဝင်မယ်ပေါ့နော် link ဝင်လေးကိုကျွန်တော်ဝင်လိုက်မယ်ကျွန်တော်ဒီကောင်လေးကိုဝင်မှုဆိုရင်ကျွန်တော်တို့မှာ VPN တစ်ခုခုပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းရရှိတဲ့ VPN တစ်ခုခုကိုကျွန်တော်တို့ဖွင့်ထားပြီးဖို့လိုတယ်ပေါ့နော်ဒါဆိုဝင်သွားပြီဆိုရင်ကျွန်တော်ကဒီမှာထုတ်လို့ရပြီပေါ့နော်ထုတ်လို့ရပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုထုတ်ဖို့ဆိုရင်ကျွန်တော်တို့နောက်အကောင့်တစ်ခုလိုရပေါ့နော်နောက်အကောင့်တစ်ခုကျွန်တော်ပြမယ်နောက်အကောင့်တစ်ခုကိုကျွန်တော်ရဲ့ Telegram Channel မှာပေါ့ဒီကောင်လေးပေါ့နော်ဒီအကောင့်လေးကျွန်တော် link 1 link 2ဆိုပြီးတော့ပြတာရယ်ပေါ့နော်အောက်လေးတွေကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဒီကောင်လေးကိုကျွန်တော်တို့မှာ Star Island ဆိုတာလေးနှိပ်လိုက်မယ်ကျွန်တော်အကောင့်ဖွင့်ပြီးသားမို့လို့ဒီလိုလေးဝင်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီကောင်အကောင့်လေးကျွန်တော်ရှိပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော် link 2သွားလိုက်မယ်အခုနပေါ့နော်ကျွန်တော်ဝင်ခဲ့တဲ့နေရာကိုကျွန်တော်သွားလိုက်မယ်ကျွန်တော်ဒီ data ဟာကိုကျွန်တော်ဟိုကောက်တယ်လွဲမှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ withdraw ဆိုတာလေးအိမ်မယ်ပြီးရင်ကျွန်တော်တို့ဟိုကောက်ရဲ့နာမည်ပေါ့နော်ကျွန်တော်ဒါ Gmail နဲ့ဖွင့်လာတာဖြစ်တဲ့အတွက်ဟိုကောက်နာမည်ကိုထည့်လိုက်မယ်ဒါဆိုရင်တော့နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုသူကဆက်ဆက်ဖို့အောင်မြင်သွားပြီဆိုတဲ့သဘောပေါ့နော်ဒါဆိုရင်ကျွန်တော်ကုန်သွားပြီပေါ့နော်ကျွန်တော်ဒီမှာမရှိတော့ဘူးကျွန်တော်နောက်တစ်ခုတည်းဝင်လိုက်မယ်ပေါ့နော်ဒါကျွန်တော်အစနဲ့ပြန်ဝင်မယ်ပေါ့နော်သူကမပေါ်သေးဘူးကျွန်တော်ဝင်လိုက်ပြီအဲ့မှာ Star Island ဆိုတာလေးနှိပ်လိုက်မယ်ဒီမှာရောက်သွားပြီပေါ့နော် 1/8s ဆိုတာရှိတယ်အဲ့ကိုကျွန်တော်တို့ကရောင်းလိုက်မယ်ပေါ့နော်ရောင်းမှကျွန်တော်တို့ပြန်ထုတ်လို့ရမှာငွေပြန်ထုတ်လို့ရမှာပေါ့နော်ကျွန်တော်ရောင်းဖို့ဆိုသူကကျွန်တော်100 ရာခိုင်နှုန်းထားလိုက်မယ်အကုန်ရောင်းလိုက်တာပေါ့နော်ဆဲကိုနှိပ်လိုက်မယ်ဒါဆိုအောင်မြင်သွားပြီဒါဆိုမရှိတော့ဘူးပေါ့နော်သူက order တင်းနေ my order ဆိုတာလေးကျွန်တော်ဒီချက်သွားကြည့်လိုက်မယ်အဲ့ဒီမှာကျွန်တော်ရောင်းထားတယ်ပေါ့နော်ကျွန်တော်ရောင်းထားတယ်ဒီကောင်လေးပေါ့နော်ကျွန်တော်ဒီကောင်လေးကိုရောင်းထားတယ်ပေါ့နော်ကျွန်တော်တို့ငွေထုတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာငွေထုတ်ပြောပြခင်ပေါ့နော်ဒီမှာ bonus တွေကိုကျွန်တော်ပြောပြမယ်ဒီမှာသူ့ကုတ်လေးထည့်မယ်ဆိုရင်ကျွန်တော်တို့ 0.10 ဒေါ်လာရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ refer ခေါ်ရင်လည်းကျွန်တော်တို့ရမယ်ပေါ့နော် refer ခေါ်ရင်လည်းသူကပေးရတယ်ပေါ့နော်ကျွန်တော်8ယောက်ရှိတယ်ပေါ့နော်အဲ့မှာသူ့ရဲ့ဒါကျွန်တော်ဒီဘက်မှာ refer ခေါ်တာသိမရဘူးပေါ့နော်အဲ့ဒီမှာကျွန်တော် withdraw နေရအောင်ကျွန်တော်ပြမယ်ကျွန်တော်တို့ဒီမှာကျွန်တော်ထုတ်တာကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်အဲ့ဒီမှာပေါ့နော်ကျွန်တော်ထုတ်တာလည်း complete ဆိုတာရှိတယ်ကျွန်တော်တို့ဘာနဲ့ထုတ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာထုတ်တဲ့နေရာကိုကျွန်တော်နှိပ်ပြမယ် withdraw နေရာကိုနှိပ်မယ်ကျွန်တော်တို့တွန်နဲ့လည်းထုတ်လို့ရတယ်ကျွန်တော်တွန်နဲ့လည်းထုတ်လို့ရတယ် TI နဲ့လည်းထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်3မျိုးထုတ်လို့ရတယ် draw နဲ့လည်းထုတ်လို့ရတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ဒီကောင်လေးကိုကျွန်တော်ထပ်ဝင်ပြမယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ရှင်းပြမယ်ဒီကောင်လေးကဘာလဲဆိုရင်ကျွန်တော်တို့Telegram အကောင့်10ကောက်လောက်ရှိရဆိုရင်ဒါကျွန်တော်တို့တနေ့ကို 0.1 0.1 ဒေါ်လာရမယ်ပေါ့နော်ကျွန်တော်တို့10ကောက်ရှိရင် 0.1 ဒေါ်လာရမယ်ပြီးကျွန်တော်ဟိုအကောင့်လေးကိုလည်းဖွင့်ရပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်ခုနပြတဲ့ဒီကောင်လေးကိုလည်းကျွန်တော်တို့ဖွင့်လာပြီးမှကျွန်တော်တို့မှာ refer တက်မှာပေါ့နော်အားလုံးအဆင်ပြေကြပါစေဒီကောင်လေးငွေထုတ်ဖို့ဆိုရင်ကျွန်တော်တို့ free သမားတွေဆိုရင်ကျွန်တော်တို့သူက3ဒေါ်လာအထိကျွန်တော် limit ပဲပေးရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါလို့ထုတ်လို့မရတော့ဘူးဆိုရင်ကျွန်တော်တို့မှာဝယ်လို့ရတယ်ပေါ့နော်ဒါလေးဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ထုတ်လို့ရတယ်ပေါ့နော်အားလုံးအဆင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်